ဒီ webinar လေးကိုမစခင်ပေါ့နော်အရင်ဆုံးဒီချက်ဘာတွေလုပ်နေလဲဆိုတဲ့ဟာလေးကိုတစ်ချက်လေး introduce လုပ်ချင်ပါတယ်အဲ့တော့ဒီချက်ကလောလောဆယ်တော့ I'm just living here in Bangkok so almost especially like 4 years right now 4 နှစ်ရှိပြီပေါ့နော်ဘန်ကောက်မှာနေတာ4နှစ်ရှိပြီတော့ဒီချက်2022မှာရောက်တာဒီကို2022မှာရောက်တာဘန်ကောက်ကို22မှာရောက်တယ်ရောက်တာဒီချက်ကဘယ်လိုမျိုးရောက်တာလဲဆိုတော့ထက်စောအတန်းကိုတက်ဖို့လာတာဆရာမလုပ်မယ်ပေါ့ကွယ်အဲ့လိုမျိုးရည်ရွယ်ချက်နဲ့ရောက်လာတာဒါပေမဲ့တိုးတော်ညာလည်းပဲဒီချက်ကအဲ့ဒီမှာဆရာမအလုပ်ကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ပြီးသွားတဲ့အချိန်မှာလုပ်ဖို့ထက်အဲ့တော့ကိုပတ်ဝန်းကျင်ကဒီချင်းနဲ့တည့်ရဲ့ဆရာတယောက်နှစ်ယောက်ကအကြောင်းတွေပါတက်ကြရပေါ့နော်အကြောင်းတွေပါတက်တော့okay အဲ့တော့ဘွယ်ပြီးတာလည်းဒီချက်2019ကဘွဲရတာပေါ့နော်2019ကဘွဲရတာဆိုတော့2019နှစ်ကုန်ကန်ဒီလောက်ကဘွဲရတာ2019မှာဒီချက် final ကြီးကတက်နေတာပေါ့နော်အဲ့တော့နှစ်ကုန်လောက်မှာချက်ဘွဲရတော့2022ဆိုတော့တကယ်ဆိုလို့ရှိရင်တော့ maybe it's like only 2 years ကပဲရှိသေးတယ်ဘွဲရပြီးတော့2နှစ်ကြာပေါ့အဲ့ဒီအချိန်မှာတခြားသောဒီချက်အသိဆရာတွေကပေါ့နော်ဟိုအကြောင်းနေတက်ကြတာတွေ့ရောအမ okay ပေါ့အကြောင်းပြန်တက်မယ်လို့ဆိုပြီးတော့အရင်ကြီးတော့အဲ့လိုမျိုးဟိုတော့ဖြစ်တာတော့မဟုတ်ဘူးပေါ့နော် okay အကြောင်းပြန်တက်မယ်ဆိုပြီးတော့အဲ့အချိန်မှာscholarship ရှောက်နေတော့တစ်ခါရပါတော့ full scholarship ပါသွားတယ်ပေါ့နော်အဲ့ကနေပြီးတော့ဒီချက်ကsorry ကတော့ like teaching နဲ့ပတ်သက်တဲ့ certificate တွေအများကြီးရှိရယ် and also like I have like multiple TESOL diploma and then also like I just finished like how to teach IELTS for international household organization so I have most of the certificate အကုန်ရှိရပေါ့နော်အဲ့ဒီအချိန်မှာ2023မှာစပြီးတော့master စတက်တယ်2025မှာ community မှာစတင်တယ်ပေါ့နော်စတင်တယ် teacher practical အနေနဲ့စတင်တယ်စာသင်ပြီးရဲ့အချိန်မှာ2025မှာပဲတခါရဲ့ချော်လောင်ခွန်ရှာနောက်ထပ် scholarship ထပ်ရသွားတယ်အဲ့တော့မနိုင်ပြောလို့ရှိရင်တော့master ကတော့အင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့နှစ်ဘွဲပေါ့နော်နှစ်ဘွဲဆိုတော့တော်တော်လေးလဲ experience က extensive ဖြစ်တယ်ပြီးတော့နောက်ခေါက်ကျတော့ဒီချက်ကိုယ်တိုင်လဲဘန်ကောက်မှာနေရင်းနဲ့ကိုပိုင် own business ရှိရပေါ့နော် own business ရှိရဆိုတော့ဥစားကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဒီ business တစ်ခုကိုဘယ်လိုအောင်မြင် run ရမလဲအောင်မြင်အောင် run ရမယ်ဆိုတဲ့အခါမှာဒီချက်လည်းအရင်ကြီးတော့အောင်မြင်နေရတော့မဟုတ်ဘူးပေါ့နော် but I just want to share my experience because education business is not very very easy education မှာ business လုပ်ရတဲ့ဟာအသစ်တွေရောတခြားသောသိရမလားဟိုဘယ်လိုပြောရမလဲဆို share ဘန်ကောက်မှာနေရကွယ်share အဓိကကျောင်းသားကျောင်းသူပေါ့နော် check client လို့တော့မပြောတော့ပါဘူးကျောင်းသားကျောင်းသူပေါ့ကျောင်းသားကျောင်းသူကမြန်မာပြည်က source ကဖြစ်နေရပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့ဒီချက်ရဲ့အဓိက target audience ကတော့ရှင်နိုင်ငံခြားကိုရောက်နေတဲ့မြန်မာတွေကိုtarget audience ကိုထားတာပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီချက်တို့လည်းနိုင်ငံခြားမှာရောက်နေတဲ့အခါမျိုးမှာကြတော့နည်းနည်းနိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေဆိုလို့ရှိရင်နည်းနည်း payment မိုင်းကြတော့သူတို့အတွက်အရင်ခက်ခဲမရှိဘူးပေါ့နော်သူတို့ကိုယ်တိုင်ဖတ်ထိုင်းလဲလုပ်တဲ့ဆိုတဲ့အခါမျိုးမှာဒီချက်တို့တောင်းတဲ့မှချက်တို့ teaching qualification တွေနဲ့အမိတောင်းထားတဲ့သင်တန်းကြီးကိုသူတို့အနေနဲ့ဘာမှသိရမလားဘာညာပြောမနေတော့ဘူးပေါ့ကွယ်သိရမှာအတန်းတက်အဲ့တော့အတန်းတက်ရရင်သူတို့အဆင်ပြေလို့ရှိရင်ပြီးရဆိုတဲ့အခါမျိုးမှာဒါချေရိုကနိုင်ငံခြားမှာရောက်နေတဲ့မြန်မာတွေကိုအဓိက target ထားတာပေါ့နော်ဒါပေမဲ့လည်းမြန်မာပြည်ကပြည်တွင်းကနေတက်တဲ့ကလေးရှိရတဲ့အတွက်ကြောင့်တချို့ payment တွေအပိုင်းတွေမှာ chiro အနေနဲ့ညှိပေးရအပိုင်းတွေရှိရပေါ့နော်အဲ့တော့အရင်ကြီးတော့ business ကချမ်းသာလာအောင်တော့မဟုတ်ဘူး but for me like I can more than the teacher who just working as an official teacher in Thailand မှာနန်းဘီဗီဇာနဲ့နေနဲ့ဆရာဆရာမတွေထက်တော့ပို့ပြီးတော့ earning လုပ်နိုင်တယ်ဆိုလိုချင်တဲ့အိဗယ်ကထိုင်းမှာ official ဆရာဆရာမအနေနဲ့လုပ်မယ်ဆိုလို့ရှိရင်ရတဲ့ income ထက် teacher ရတဲ့ income ကပုံများတယ်ပုံများတဲ့အပြင်ကို teacher ကဆရာဆရာမတွေကိုလာစာပေးရတာမဟုတ်ဘူးဆိုလို့ရှိရင်ဒီ teacher ရဲ့ institute ကနေတလားကိုဘယ်လိုပြောရမလဲဆိုလို့ရှိရင်ပတ်ချလဲပေါ့နော်တချို့မှာဝန်ထမ်းအများကြီးတော့မရှိဘူးဒါပေမဲ့လည်းတိန်းနောက်ထပ်အဲ့လိုမျိုး340ပေါ့နော်အဲ့လိုမျိုးထပ်ပြီးတော့ကိုယ့်ရဲ့ income အပြင်ကိုတခြားသောတချို့မှာဝန်ထမ်းပြရဟာကိုပြန်ပြီးတော့ပေးနိုင်တယ်ပေါ့နော်အဲ့တော့ business ကတော့အောင်မြင်မဟုတ်ဘူးအရင်အချမ်းသာလောက်တဲ့အထိတော့မဟုတ်ဘူးဒါပေမဲ့တော်တော်ညာလည်းပဲ I know exactly how to run the business through online and also how to develop yourself like skill development အပိုင်းနေအဲ့တော့နိုင်ငံခြားမှာရောက်နေတုန်းနဲ့
ကိုမှ scholarship ရသည်ဖြစ်စေမရသည်ဖြစ်စေအကယ်ကွာ partial scholarship ရတယ်ဆိုလို့ရှိရင်ဒါဘယ်လိုမျိုး income stream ကိုကွာဘယ်လိုမျိုးရနိုင်လဲဆိုရဲဥစ္စာတွေပါဒါ sharing လုပ်ပေးခြင်းတယ်ပေါ့နော် because like these are the questions that I just mostly accepted especially in my Telegram group မှာတစ်ချက်တော်များများမေးရပေါ့နော်အဲ့လိုမျိုးနိုင်ငံခြားထွက်တဲ့အကြောင်းသူအကြောင်းသားတွေကိုအကယ်မထုတ်ဘူးဆိုလို့ရှိရင်လည်းဘယ်လိုစကေးတိုးတက်အောင်လုပ်ရမလဲအကွေနိုင်ငံခြားမထွက်ဖဲနဲ့ပြည်တွင်းမှာနေနေနဲ့ရောဘယ်လိုမျိုးတွေပေါ့နော်ဒီနိုင်ငံတကာက education မျိုးကိုဘယ်လိုမျိုး access လုပ်မလဲဒါဘယ်လိုမျိုးအများကြီးမေးကြရတော့တချို့ကိုယ်တိုင်လည်းအမှန်တိုင်းပြောလို့ရှိရင် experience ကထုံးစံအတိုင်းပဲနိုင်ငံခြားမှာနေနေပတ်စံရှာတာက၄နှစ်သက်တမ်းရှိတယ်ဒီမှာထိုင်းမှာနေတဲ့သက်တမ်းတစ်လျှောက်ပဲအဲ့တော့၄နှစ်ဆိုတာကအရင်တော့အများကြီးတော့မဟုတ်ဘူးဒါပေမဲ့တိုးတော်ညာလည်းပဲအခုမှစတဲ့ beginner တွေအတွက်အခုမှနိုင်ငံခြားကိုသွားဖို့ပြင်ဆင်နေတဲ့လူတွေအတွက်ဆိုလို့ရှိရင်တော့ဒီချက် experience တွေက maybe this gonna be kind of like you know a very very informative information for them အရန်ဘယ်လိုပြင်ဆင်ရမလဲဆိုတာအနည်းဆုံးဒီ webinar ကနေသိသွားမယ်လို့ယူဆရပေါ့နော်So that is my original intention what I want to have like today webinar เนาะအဲ့တော့ဒီနေ့ဘာလို့လုပ်ချင်ရလဲဆိုတော့အဓိကအကြောင်းရင်းကတော့ဒါပါပဲအဲ့တော့ဒီချက်ကငါပြောသလိုပဲအတွေ့အကြုံတွေရှိရယ်scholarship လည်းရဘူးတယ် scholarship တွေလည်းရဘူးရယ်ပေါ့နော်အဲ့လိုမျိုးပဲteaching ဘိုင်းမှာလည်းအများကြီးတွေ့ကြုံရှိရယ်ကိုပိုင် teaching ဘိုင်းတွေမှာကောက်ပေါ့ကိုပိုင် business ဘယ်လိုပြောရမလဲ CSM ရဲ့ position မှာကော business owner ရဲ့ position မှာကောကို skill development ဘိုင်းနဲ့ဘယ်လိုသွားရမလဲဆိုတော့ဟာအကုန်လုံးပေါ့နော်ကိုတယောက်တည်းအစနေစခဲ့ရတာဖြစ်တဲ့အတွက်ကြောင့်ဒါအကုန်လုံးကိုချက် guideline တွေနဲ့ပြပြပေးလို့ရတာပေါ့နော်ဆိုတော့အဲ့ year ချက်နဲ့ဒီချက်ဒီနေ့ webinar လေးကိုလုပ်တာဖြစ်ပါတယ်အဲ့တော့ webinar လေးမစခင်ပေါ့နော် I just want to know a little bit from you guys so how do you guys know this webinar but I think most of you guys exactly know from my Telegram channel I believe that Telegram channel နေသိရထင်တယ်ပေါ့နော်ကျန်တဲ့ Telegram channel ကမဟုတ်တဲ့ဘယ် platform ကတည့်ရလူတွေပါသေးလဲဒီထဲမှာTelegram ကပဲမသိအကုန်လုံးတွေ့ရတာတော့ကျမလူဟောင်းနေပြီပဲတွေ့နေရလူတစ်တရားပဲပျောက်ပါလဲမသိဖြည့်ထားကြရတော့အများကြီးပဲเนาะ Okay ဟုတ်ပြီเนาะအဲ့တော့အာ Telegram ပဲဖြစ်ဖို့များပါတယ်เนาะဘာမှမပြောပုံထောက်ရင်เนาะเนาะ Okay အဲ့မှာဒီချက်ဘာပြောသွားမှလဲဆိုတော့university ရွေးချယ်တဲ့အခါမှာဘယ်လို choose wisely လုပ်ရမလဲဆိုတဲ့ဟာရယ်ပြန်နောက်ခါကျတော့fund strategically ပေါ့နော်ဒီထဲမှာပြောထားတာက fund strategically ဆိုတာကကိုက scholarship ကိုဘယ်လိုမျိုး step by step ပြင်ဆင်ရမလဲပေါ့နော် funding ဘိုင်းမှာအကယ်ကိုက full scholarship မရခဲ့ဘူးဆိုလို့ရှိရင်လည်းကျန်တဲ့ income source တွေကဘယ်နေရာကနေရနိုင်မလဲပေါ့နော်ကျောင်းသူကျောင်းသားတွေအနေနဲ့အဲ့တော့ teacher အနေနဲ့ဒီညမှာတစ်ချက်ပြောချင်တာလေ teacher ကအလုပ်လုပ်တာအားပေးရလူတွေမှာပါတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ကျောင်းက teacher တို့ကိုအကုန်မသိမင်းနိုင်ဘူး school ဘာလို့ at the end of the day ကွာလူတွေရဲ့နောက်ဆုံး goal ကဘာလဲဆိုတော့ earning money ပဲကွာဒီလားဒီချက်အဲ့လိုမျိုးတော့ပြောတော့မပြောချင်ပေမဲ့ဒါပေမဲ့တော်တော်များများကဒီချက်လဲအမှန်တမ်းပြောချက်ဂုံတိတ်ခါနဲ့ပတ်စံနဲ့ဆိုလို့ရှိရင်မလဲဘူးပေါ့နော်ဂုံတိတ်ခါကိုပို့ပြီးတော့တမိုးထားရဲပါဆိုကိုယ့်ရဲ့ teaching career လည်းဖြစ်နေတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့လည်း stay money is important နော် important ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ဒီချက်ချစ်တဲ့လူတွေကိုပံ့ပိုးပေးနိုင်ဖို့အတွက်ပြောဒီချက်ချစ်တဲ့လူတွေနဲ့အတူတူတကွနေနိုင်ဖို့အတွက်ပေါ့နော်ဘာဖြစ်ပြောကိုတက်ချင်တဲ့ဟာတွေကိုတက်ချင်တဲ့ပညာတွေကိုစိုးရင်ပူပန်ကြောင်းကြမှုမရှိဘဲနဲ့လိုချင်တဲ့ပညာတွေကို access ရဖို့က money ရှိမှအဆင်ပြေမှာနော်အားကြောင့်မို့ဒီချက်ကဘယ်လိုပြောရမလဲဆိုလို့ရှိရင်ဟိုသူသားလူမျိုးသိရမလားပတ်စံမကြိုက်ပါဘူးအဲ့လိုမျိုးတော့အရင်ကြီးတော့သိရမလား I don't want to be pretending like that အဲ့လို pretend လုပ်တာလည်းမကြိုက်ဘူးပေါ့နော်ပို့ဝင်လင်းပြောလေးရှိရဲအဲ့တော့မနိုင်ပြောအရေးပါတယ်ရေးပါတယ်ပေါ့နော်ရေးပါတယ်အခန်းကဏ္ဍမှာပါတယ်ပတ်စံတော်တော်လေးကိုအရေးကြီးတဲ့အခန်းကဏ္ဍမှာပါတယ်အဲ့အတွက်ကြောင့်ဒီ chair ကိုယ်တိုင်လည်းအလုပ်လုပ်တာကို supporting ပေးသလိုအလုပ်လုပ်ဖို့ပေါ့နော်ဘယ်လိုမျိုးဘယ်လိုပြောရမလဲကိုပိုင်လည်းဖြစ်ပေါ့ကိုပါတာကို solo entrepreneurship journey ကိုစမှာပဲဖြစ်ဘယ်လိုမျိုးတွေဖန်တီးလို့ရလဲပေါ့နော်အလုပ်လုပ်ဖို့လမ်းကြောင်းတွေကိုလည်းဒီသိတဲ့လောက်တော့ sharing လုပ်ပေးသွားမယ်ပေါ့နော်အဲ့တော့ဒီ funding နဲ့မှာအဲ့ဒါအကုန်ပါတယ်ပေါ့နော်ပြောနောက်ခါကျတော့build readiness ဆိုတာကကြတော့အလုပ်လုပ်ဖို့အကြောင်းတက်ဖို့ဘလို့ skill တွေပေါ့နော်ဥပမာဒီခေတ်မှာ church ဘယ် skill တွေအရေးကြီးလဲပေါ့ဘာတွေကို church ဟိုတိထားအောင်လုပ်ထားရမယ်ဘယ်နောက်ကြံမခဲ့အောင်မှန်တိုင်းပြောလို့ရှိရင်အခုခေတ်မှာခေတ်အစားဆုံးစကားနဲ့ပြောရမယ်ဆိုလို့ရှိရင် AI ကအစားမထိုးအောင် AI ကအစားမထိုးအောင်ပေါ့နော်ဘယ်လိုမျိုး skill တွေကို church ရှိရမလဲပေါ့နော်ပြီးတော့နောက်ခါကျ church preparation test တွေကိုဘယ်လို prepare လုပ်ရမလဲဆိုတဲ့ဟာရယ်ပြီးတော့ career direction တွေပေါ့နော် career ဘိုင်းကိုရွေးချယ်တဲ့အခါမှာကိုဘယ်လို career မျိုးနဲ့ဘယ်လို major နဲ့ကိုက်ပြီးတော့ရွေးချယ်မလဲနောက်ခါကျတော့ဒီ question and answer တော့ထည့်ထားတယ် I think like you don't have
question at all because I will share lots of things that comprehensively ပေါ့နော်တော်တော်များများကိုတခြားတော့တေချာရှင်းပေးတော့မှာဖြစ်တယ်အဲ့တော့မေးချင်တာရှိလို့ရှိရင်လည်းမေးလို့ရတယ်ပေါ့နော်ဒီချက်အခုလောက်ထားတဲ့ slides တွေအကုန်လုံးကလည်းဒီချက်ကို found ဖြည့်တာအယောက်30ကျော်3500 3600လောက်မသိအဲ့သူတို့မေးထားတဲ့ question တွေရဲ့ data အလိုက်ကိုဒီချက်ကdata နဲ့ပဲအလုပ်လုပ်တာเนาะ okay data အလိုက်ကိုဒီချက်က size ကိုပြင်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะတော်တော်များများတော့ညီမလေးတို့သိချင်တာအကုန်လုံးတော့ဒီချက်ထင်တာ cover ဖြစ်သွားပြီလို့ယူဆရတယ် okay အဲ့တော့တစ်ချက်လေးကြည့်ရအောင်ပေါ့เนาะအဲ့တော့ဒီမှာထုံးစံအတိုင်းပဲဘာတွေလဲဆိုတော့ဒီမှာ these are the data that I just received like from you guys အဲ့တော့ဒီမှာဆိုလို့ရှိရင် study destination ပေါ့เนาะ study destination ကဘာလဲဆိုတော့တစ်ချက်ကိုအဓိကဖြေကြတဲ့အထက်မှာ Thailand ပါတယ် Japan ပါတယ် China ပါတယ် Europe ပါတယ် Singapore ပါတယ် Malaysia ပါတယ်ပေါ့เนาะဒါဒီချက်တော့နိုင်ငံချင်းစီတော့အသေးစိတ်ကြီးရောအရင်ဖြစ်ချင်မှာဖြစ်မယ်ဒါပေမဲ့တိုးတော်ညာလည်းပဲဘယ်နိုင်ငံကိုပဲတော့အစင်မရှိမဖြစ်လို့အဲ့တဲ့ essential ဟာတွေအကုန်လုံးတော့ cover ဖြစ်သွားမယ်လို့ယူဆရပေါ့เนาะအနည်းဆုံးတော့သိရမလားကိုကလမ်းကြောင်းတစ်ခုကိုရှောက်နေရဲဆိုလို့ရှိရင် maybe like you can see a light you know အဲ့လိုမျိုးဘယ်လိုပြောရမလဲအလင်းတန်းလေးတစ်ခုပေါ့နော်လမ်းကြောင်းလေးတစ်ခုတော့ရသွားမယ်လို့ယူဆရဲဒီရှက်ရှန်နေအကုန်လုံးသိသွားပြီဆိုတော့ဒီတိုင်းပြစ်မထားနဲ့ပေါ့နော်ဒီရှက်ရှန်ရသွားတဲ့ဟာကိုဟိုအခြေခံအနေနဲ့ဘယ်လိုပြောရမလဲနော် base resource အနေနဲ့ယူပြီးတော့ကိုကထပ်ပြီးတော့ expand ပြန်လုပ်ပေါ့နော်ကိုကကိုလည်း expand ပြန်လုပ်တတ်ဖို့လည်းလိုတာဟုတ်ပြီနော်ပြီးတော့ scholarship demands ကတော့ is very high based on the research you know 35မှာ30က scholarship demand ဖြစ်တယ်လို့ဒီချက်သိရတယ် found ထဲမှာ result ရသိရပါတော့ and then အဓိကကတော့ဘယ်လိုမျိုးလဲဆိုလို့ရှိရင် information တွေမဟုတ်ဘူးအဓိကတော့ guidance confidence money resource time everything ပေါ့နော်အဲ့အကုန်လုံးဦးဒီချက်ဒီထဲမှာတွေ့ရတယ်ပေါ့နော် okay အဲ့ရောနောက်တစ်ခုကကြတော့ဒီမှာအရင်ဆုံးပြောချင်တာကကြတော့ကျွန်တော် university is a strategic decision ပေါ့နော်ဆိုလိုချင်တာကကျောင်းသူတော်များများကို university ရွေးချယ်ရဆိုလို့ရှိရင်သူတို့ကဘာကိုရွေးချယ်လဲဆိုတော့ like university ဘယ်လိုပြောရမလဲ ranking ပေါ့ဘာ top 1လဲဆိုတော့ okay အဲ့လိုမျိုးရွေးချယ်တယ်ဒါပေမဲ့တကယ် reality မှာတစ်ချက်ပြောချင်တာကလေ top 1နဲ့အလုံးမဖြစ်ဘူး top 1နဲ့အလုံးမဖြစ်ဘူး maybe like if you are doing the education business like me မှာဒီချက်လိုမျိုး education business လုပ်တယ် accreditation လိုတယ်ဥပမာဆိုရင် teacher ဆိုရင် master နှစ်ဘွဲရှိတော့ညာလဲပဲ teacher ကိုယ်တိုင် teaching နဲ့ပတ်သက်တဲ့ resource တွေကို product အနေနဲ့ထုတ်ရောင်းခြင်းတဲ့အခါမျိုးမှာ PhD သမားနဲ့ master သမားနဲ့ဆိုရင် PhD သမားပို့ပြီးတော့ credible ဖြစ်တယ်လို့ခံစားရတယ်လူတွေရဲ့မျက်လုံးထဲမှာतू ကဆရာကြီး तू ကပို့ပြီးတော့ profession ပို့ဖြစ်တယ်သိရမလားतू ကတော့ဒီ level နဲ့ပတ်သက်လို့ရှိရင်လုံးဝဆရာကြီးပဲ तू ရှိမှာ तू ထုတ်တဲ့ product ကိုငါတို့ဝယ်လို့ရှိလို့ရှိရင်သိရမလား तू ကတော့ယုံကြည်စိတ်ချရတယ်ဆိုတဲ့ feeling မျိုးပေးတယ် level တစ်ခုမှချရာအရန်ကျွမ်းကြံလို့ရှိရင်ဟုတ်ပြီနော်အဲ့လိုမျိုးကိုက education နဲ့ပတ်သက်တဲ့အဲ့လိုမျိုး business တွေ service တွေကိုကလုပ်မယ်သိရမလားဥပမာဆိုကိုက social science subject တွေယူတယ် social science subject ထဲမှာ teacher တို့သိရမလားဒီ politics အပိုင်းနေနော်ဘယ်လိုပြောရမလဲအနည်းအားဖြင့် art major တွေပေါ့ကွယ် teacher တို့လိုမျိုး language တွေလည်းပါတယ်အဲ့လိုမျိုးအရာတွေကိုယူထားတယ်ထားပါတော့ကိုက university ရဲ့ ranking ကိုမှကိုကမှီခိုပြီးတော့ rely လုပ်ပြီးတော့ဘယ်လိုပြောရမလဲဒါတော့အရောက် sorry အဲ့လိုတော့ပြောချင်ဘူးပေါ့နော်ဒါကို background အနေနဲ့သုံးပြီးတော့အဲ့လိုမျိုးbusiness တစ်ခုကိုလုပ်မယ်ဆိုလို့ရှိရင်တော့သဘောဥပမာ for example like okay Ivy League school ကိုရောက်သွားတဲ့အကြောင်းသူတယောက်ဆိုလို့ရှိရင်သူ့အနေနဲ့ပြန်လုပ်နိုင်တာတွေကဘာဖြစ်လဲဆိုတော့သိရမလား Ivy League University ကိုဝင်ဖို့အတွက်အဲ့တော့ SOP ပြင်တာတွေเนาะပြီးတော့ခါကြတော့ဘယ်လိုပြောရမလဲ interview tips and tricks တွေပြောတာတွေပြီးတော့ extra curriculums တွေနဲ့ activity တွေနဲ့ဘယ်လိုမျိုးလုပ်တဲ့ဟာတွေသူအဲ့ဒါတွေကို share ရင်းနဲ့ content နဲ့သူဒီ income ရတယ် social media ကနေဒါဆိုလို့ရှိရင်ဒါကိုယ့်ရဲ့ education ကိုယ့်ရဲ့ background ကိုအသုံးချပြီးတော့ကိုယ်ပတ်စံရှာစားတာပေါ့ပဲသိရမလား Ivy League ဆိုတော့တစ်ကမ္ဘာလုံးကဘယ်လိုပြောရမလဲအကောင်းဆုံးတွေထဲမှာအကြောင်းတွေထဲမှာပါတာဟုတ်တယ်မလားအဲ့လိုမျိုး business လုပ်မယ်ဆိုလို့ရှိရင်တော့ထားအဲ့လိုမျိုး ranking အရန်ကြီးရဲ့တက္ကသိုလ်တွေကကြာအဲ့လိုမျိုးဆယ်ဆမတွေဒီ education နဲ့ပတ်သက်ပြီးတော့ business ပြန်လုပ်မဲ့လူတွေပြီးတော့နောက်တစ်ခုကကြာတော့ဥပမာထားလိုက်ပါတော့law ဆိုရင် law တို့ maybe doctor engineer တို့ပါတော့သူတို့ကတော့ဟုတ်တယ်သူ engineer တော့တိတ်ပြီးဟိုမဖြစ်ဘူးဘယ်လိုပြောရမလဲဆိုလို့ရှိရင်ပေါ့ doctor ဆရာဝန်နေတို့เนาะဒါမှမဟုတ်လို့ရှိရင် law major တွေပေါ့เนาะအဲ့ဒါကြီးဆိုလို့ရှိရင်တော့ဟုတ်တယ် university ကအရေးပါတယ်ပေါ့နော်ဒါပေမဲ့ကိုကcomputer science သမားလို့မှာ technical သမားတို့ဘာလို့ကြတော့သူကဘွဲကအဲ့လောက်ထိမဟုတ်ဘူး scale ကအဓိကပဲသူတို့ကြတော့
အဲ့လိုမျိုးပေါ့နော်ဟိုကိုကတည်ရမလားကွာ Harvard ကပြီးထားတော့ MIT ကပြီးထားရပဲမဲ့လေကိုကတကယ်အသုံးမကျရင်ကွာအလုပ်ရမှာမဟုတ်ဘူးကွာတည်တာအဲ့ဒါကြတော့သူကအရန် skill base အရန်ဖြစ်တယ်အဲ့ဒါတွေကလည်းကြတော့ကွာဒီချက်ပြောချင်တာကအရန်ယူမူ top university ကိုရွေးရဆိုတာထက်ပေါ့နော်ကိုနဲ့ကိုက်ညီရဲ့တကယ်ကိုမှဘယ်လိုပြောမလဲincome ဘယ်လိုပြောမလဲ sorry like university field အနေနဲ့ပြင်လဲ affordable ဖြစ်တယ် scholarship opportunity လည်းရှိရယ်တခြားသောဟိုလက်လန်းအရန်မမီရဲ့ဟာကြီးကိုအရန်ကြီးပေါ့နော်ဟိုအရန်နေစိတ်ကူးတွေစိတ်တွေကူးစိတ်ကူးတွေရင်းပြီးတော့ကိုယ့်ကိုဟို pressure ပေးမှတဲ့ဆာလို့ရှိရင်ကိုယ်အိမ်နာနီးချင်းနီးနားနားပေါ့နော်အခုဒီမှာဆို Thailand ပေါ့ဒီလောက် university တွေစိတ်ကူးရင်တာရတယ်ရီမှန်းထားတာရတယ်ဒါပေမဲ့ချက်ပြောတာအရန်ဘယ်လိုပြောမလဲအလဲမလက်ဖို့ပြောတာအရန်ကြီးပေါ့နော် top တွေအဲ့လိုမျိုးကြီးမလုပ်ဖို့ပြောတာပေါ့နော်ဘာလို့မလုပ်ဘူးလို့ပြောရဲဆိုတာဒီချက်ဘယ်သူ့မှဟိုလိုမျိုးဘယ်လိုပြောရမလဲဘယ်လိုပြောရမလဲ underestimate အဲ့လိုတွေပါမဟုတ်ဘူးအဓိကကကြတော့တခါကြလို့ရှိရင်ချေရ life မှာကိုသွားခြင်းပင်မဲ့လဲကိုတန်းသွားလို့မရတဲ့အရာတွေရှိတယ်အဲ့လိုမျိုးကြရင်ချေရအချိန်လိုတယ်ကိုမှ resource မရှိရင်ကိုမှအချိန်လိုတယ်အဲ့ဒါတွေကိုကိုကစိတ်ရှည်ရတယ်တီးခံရတယ် step by step လုပ်ရတယ်ပေါ့နော်တချို့နေရာတွေကျတော့ step by step လုပ်သွားတာနဲ့ရတယ်တချို့နေရာကျတော့အဲ့လို step by step လုပ်ရုံနဲ့လည်းမရဘူးအရန်အလှမ်းဝေးလုံးဝကြည့်ရအဲ့ကြလို့ရှိရင်ကိုကအရန်အလှမ်းဝေးရဲ့ဟာကိုကဘယ်လိုပြောရမလဲဆိုလို့ရှိရင်စိတ်ကူးတဲ့အခါမျိုးမှာကြာရင်ကိုပဲနှိပ်စက်ရကြရပေါ့နော်အဲ့ဒါပြီးတော့ကိုရောက်တဲ့ခီးကိုမရောက်ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်တတ်တယ်ကိုနဲ့ဖြစ်နိုင်ခြေအရှိဆုံးတက္ကသိုလ်ကိုရွေးချယ်တာကတော့အကောင်းဆုံးပဲပေါ့နော်အဲ့တော့ဒီမှာဆိုပြောချင်တာ Cheryl like ဘယ်လိုပြောရမလဲဒီ prestigious university ပေါ့နော် prestige အလုံးနဲ့ပဲ Cheryl ကြည့်လို့မရဘူးကြည့်ရဲ့အခါမှာအဲ့ program ရဲ့ quality ဘာလို့လဲဆိုတော့ university ရဲ့ ranking တွေထဲမှာတချို့ university ranking တွေက overall ခြုံကြည့်တော့ကောင်းတယ်ဒါပေမဲ့အဲ့ department ကိုကြတော့ဘယ်လိုပြောမလဲ funding ကတိတ်မရောက်တာမျိုးရှိတယ်ဥပမာဆိုလို့ရှိရင်ထားလိုက်ပါကွာထားပါအောင်ချူလာနဲ့ပဲပြပါမှာเนาะဟိုချူလာမှာထားလိုက်ပါတော့department တစ်ခုอ่ะပေါ့เนาะ maybe like you know art နဲ့ပတ်သက်တဲ့ department တစ်ခုอ่ะပေါ့เนาะကျောင်းသားတဲ့ international students လည်းတိတ်လည်းမရအောင် international students ကလည်းတိတ်မရတဲ့အခါမျိုးမှာပြီးတော့ရှောက်တဲ့မြကျောင်းသူကျောင်းသားတွေကလည်းဒီမှာရှောက်တယ်ဆိုလို့ရှိရင် scholarship ကိုပဲအမြဲတမ်းလိုချင်နေကြတယ်ပတ်စံပေးတတ်ဖို့အလားအလာမရှိဘူးသိရမလားပတ်စံနဲ့ပေးမတတ်ချင်အဲ့လိုမျိုးကြလို့ရှိရင် university ကကွာအဲ့ကနေပံပိုးတဲ့ဘယ်လိုပြောရမလဲအနေထားတစ်ခုကအားနေမှာပဲဥပမာဆိုလို့ရှိရင်လုံလောက်တဲ့ဘယ်လိုပြောမလဲ summer program တွေကိုမစီစဉ်ပေးနိုင်တာ internship program တွေကိုမစီစဉ်ပေးနိုင်တာပြီးတော့ university exchange program တွေတိတ်ပြီးတော့မရှိတာ webinar တွေအဲ့လိုတိတ်ပြီးတော့မရှိတာအဲ့လိုမျိုးတွေရှိလိမ့်မယ် university ကကိုဘယ်လိုထိ support ပေးနိုင်လဲဆိုတာအဲ့တော့ချက်ပြောချင်တာကနာမည်ကြီးရဲ့ကျောင်းနဲ့ program ကကိုတက် sorry like university ကကိုတက်ချင်တဲ့ program ကိုဘယ်လို support ပေးရလဲဆိုတာမတူဘူးအဲ့ဒီတခုကိုတက်ကွယ်သိစေချင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ချတို့ဒီ university ကိုရွေးတဲ့အခါမှာ university ranking တခုကိုကြည့်မဲ့အစားပေါ့နော် top university ဆိုတာထက်ဒီ university မှာဘယ် program ကကောင်းလဲပေါ့နော်သူ့ရဲ့ affordability ကဘယ်လိုရှိလဲဥပမာဆိုရင်ဈေးနှုန်းအရာအားဖြင့်ရော၎င်း scholarship အကယ်၍မရခဲ့ဘူးဆိုလို့ရှိရင်တော့ပဲကိုတက်နိုင်တဲ့ budget နဲ့ဒါမှမဟုတ်ရှင်ကိုက income ရှာနိုင်တဲ့ amount တစ်ခုနဲ့ကို cover ဖြစ်နိုင်တဲ့ university လားပြီးတော့သူ့ရဲ့ graduation pathway ကဘယ်လိုမျိုးလဲပေါ့နော်ဥပမာဆိုလို့ရှိရင်အလုပ်ပြီးလို့ရှိလို့ရှိရင်ရနိုင်တဲ့အလုပ်ကိုင်ခွင့်လန်းအခြေအနေပေါ့ပြီးတော့ visa လည်းရှောက်ရတာလွယ်လာရနိုင်ခြေရှိလားဥပမာဆိုတချို့ဆိုကနေဒါဆိုလို့ရှိရင် visa အလားကြိုက်ရှောက်ရတယ်ပြီးရင်လမ်းကြောင်ကြီးဆောက်ပြီးတော့မှဘာဖြစ်လဲဆိုလို့မရအောင်ဗီဇာမရတော့စိတ်သက်တွေပြန်ကြပြီးလို့ရှိရင်ဘာမှဆိုဘန်ကောက်မှာပဲလာတောင်းတင်ဟိုနိုင်ငံရှောက်ပြန်ဒီနိုင်ငံရှောက်ပြရတယ်အဲ့လိုရှိရပါတော့ပြီးတော့နောက်ခါကျ career outcomes ပေါ့အခုတွေကဒီချေတို့အခုခက်မှာတော့မှပဲဒါ AI ကတော်တော်များများနေရာတွေတော်တော်များများအစားထိုးတာကွာသိတာမှန်တိုင်းပြောလို့ရှိရင် university ရွေးချယ်တဲ့အခါမှာတခါတည်းနောက်ထပ်10နှစ်အနှစ်20လောက်ကြိုးပြီးတော့တွေးထားစေချင်တယ်တွေးထားစေချင်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့တချို့ပြောနောက်တစ်ခုကကြတော့တချို့တွေပေါ့နော် social media မှာ line ပေါ်မှာအဲ့လိုမျိုး blog လှလေးလုပ်တယ်လေသိတာမလား motivation တက်စရာအလုပ်ရသွားတယ်ဘာမှအလုပ်ရသွားတယ်ဆိုတော့ trust me okay that corporate job never give you guys a like guarantee corporate job ဒီဘယ်တော့မှတချို့ကို guarantee တစ်ခုမပေးပါဘူးအချိန်မရွေးအလုပ်ပြုတ်သွားနိုင်တယ်အချိန်မရွေးအလုပ်ပြုတ်သွားနိုင်တယ်ဘာဖြစ်လို့ဆိုတော့ US မှာတော့ကြည့်ပါတချို့ like Oracle ဘာလို့တခြားသောသိရမလားဖြုတ်ချင်သလိုဖြုတ်နေတာထောင်တောင်းနဲ့ခြေတော့သူဖြုတ်ချင်လို့ဖြုတ်နေတာကွာသိလားအဲ့ဒါကြောင့်မလို့ပြောချင်တဲ့အဓိပ္ပာယ်ကအခုဒီခေတ်မှာအလုပ်ရပြီဆိုတိုင်းလည်းပဲချရာစိတ်အေးလက်အေးထက်ကိုဘလို့စကေးရပို့ပြီးအရေးကြီးလာလဲဆိုတော့ဘလို့ situation မျိုးမှာမဆိုကွယ်ဘလို့ situation မျိုးမှာမဆို adjust လုပ်နိုင်တဲ့လူဖြစ်ဖို့လိုတယ်အဲ့ scale ကပို့ပြီးတော့အရေးကြီးတယ်ဥပမာကွာတစ်ချက်ရဲ့အကြောင်းမှာအတိတယောက်ရှိတယ်
तू က AI ကိုလုံးဝမကြိုက်ဘူး AI သုံးတဲ့လူတွေကို तू cheating လုပ်တယ်လို့ထင်တယ်ကွာတကယ်တော့အဲ့လိုမဟုတ်ဘူးဘာဖြစ်လို့ဆိုတော့ဒီ AI ကကွာဒီတာ education sector တွေတောင်မှပဲသိရမလား maybe AI in school management တို့ပါတော့သိရမလား AI နဲ့ပတ်သက်တဲ့ diploma တွေတောင်မှပဲသူတို့တွေဘယ်လိုပြောရမလဲကြံကြံပြန့်ပြန့်နဲ့ဒီလို curriculum တွေစီစဉ်ပြီးတော့သင်လာတာကွာသိလားအဲ့ချိန်မှာကိုယ့်ရဲ့ perspective တစ်ခုရဲနဲ့သိရမလားငါမသုံးချင်ဘူးငါမကြိုက်ဘူးငါ cheating လုပ်တယ်လို့ထင်တယ်ဆိုလို့ရှိရင်အဲ့လိုထက်အပြောင်းလဲကိုကိုကပို့ပြီးတော့ welcome လုပ်နိုင်ရမယ်မသုံးဆိုတာထက်ကွာသိလားခေတ်နောက်ကြကြမခဲ့အောင်ချက်ပြောချင်တာကွာဒီလှိုင်းထဲမှာအလိုက်တင်နေရေးလှိုင်းလေးလိုပဲသိရမလားလှိုင်းလေးလိုအလိုက်တင်လိုက်မစင်ကွာပလုံးလိုမြုပ်သွားလိမ့်မယ်ပြောချင်တဲ့အဓိပ္ပာယ်အဲ့လိုမျိုးပြောချင်တာဆိုတော့ဟိုဘယ်လိုပြောရမလဲစာအုပ်ကြီးသမားပဲဖြစ်ဖြစ်changes တွေကိုအပြောင်းလဲမခံနိုင်တဲ့လူကဖြစ်တယ်ဆိုလို့ရှိရင်အစိုးရက flexibility ကိုကြိုပြီးတော့ကျင့်ထားစေချင်တာဆိုတော့ဒီခေတ်ကအရင်အပြောင်းလဲများတယ်ချေတို့အဖေမေတို့ခေတ်ကတော့မဟုတ်တော့ဘူးအရန်ပြောင်းလဲများတယ်အစားအရေးကဒီလိုမျိုး changes တွေဖြစ်လာနိုင်တယ်ကိုက awareness ရှိရှိနဲ့ကြိုပြီးတော့သိရမလားချိန်ကပြောသလိုပဲ10နှစ်15နှစ်စာလောက်ကိုကြိုပြီးတော့တွေးပြီးတော့သိရမလားဟိုပြောင်းလဲသွားတဲ့လှိုင်းတဲ့အညီကို flexible လုပ်နိုင်လို့ရှိရင်ချေအကောင်းဆုံးပဲအဲ့တော့ဒါuniversity ရွေးချယ်တဲ့အပိုင်းကြီးပြီးတော့နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင် teacher တို့ career ရွေးချယ်တဲ့အပိုင်းနေပြီးတော့ scholarship ကကြတော့ portfolio game ပေါ့နော်အဓိက portfolio game ဆိုတာတဲ့ဒါ this is just a general ဟိုနေဘာလဲပြောကောင်းထည့်လိုက်ချင်ပါ okay scholarship ကတကယ်ဆိုလို့ရှိရင်တော့ it's a holistic preview section ဆိုတာအကုန်လုံးခြုံပြီးတော့ကြည်တာမြန်မာပြည်မှာနည်းနည်းအရင်တော့ဆိုမှားနေတဲ့ logic တစ်ခုရှိရဘာလဲဆိုတော့ you should have like IELTS band score higher band score လုံးဝရမှာဖြစ်မယ်အဲ့လိုမျိုးအမှတ်တွေလုံးဝကိုထောင်တက်အဲ့လိုများပြားနေမှာရမယ်လို့ပါတော့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အဲ့ဒါကလေအင်္ဂလိပ်စာစကေးထက်ကိုတက်ချင်တဲ့ major ပေါ့နော်ကိုသွားမဲ့ major နဲ့ relatable ဖြစ်တဲ့ subject တွေမှာအမှတ်ကောင်းရင်ပို့ပြီးတော့ဘယ်လိုပြောရမလဲဆိုလို့ရှင်စိတ်ချရတယ် IS နဲ့ဘာမှမဆိုင်ဘူးအဲ့လိုဒီချက်ကြိုပြီးတော့ပြောချင်တယ်ပေါ့နော်ဥပမာဆိုကိုက engineering တောင်းတက်မယ်ဆိုလို့ရှင် maybe like mathematics တို့ physics တို့ဒီဘိုင်းတွေမှာကိုကအမှတ်ကိုကောင်းထားရမယ်ဒါမျိုးပြောချင်တာဖြစ်တယ်အဲ့မျိုးဆိုလို့ရှင်ပို့ပြီးတော့ကိုပါအားတာချက်ရှိရပေါ့နော်အဲ့တော့အမှတ်ကောင်းတိုင်းလဲ scholarship ရတာလားဆိုတော့မဟုတ်ဘူးအဓိကဘာကိုကြည့်ရလဲဆိုတော့ဒီကျောင်းသားဒီကျောင်းကိုတက်ဖို့အတွက်ဘယ်လောက်သူကစိတ်အားထက်သန်လဲ this is the most important thing ဘာလို့ဆိုတော့ teacher for me like I have lots of experience that I'm just interviewing like hundreds or maybe nearly 1,000 of candidates no especially for the volunteer position role အတွက်ကိုထားတဲ့ပေါင်းချက်ရာနဲ့ချီပြီးတော့ interview ဖို့ရယ်ကွယ်တချို့တယောက်ကို interview လိုက်တယ်ကွာသိလားဘာလို့ဒီ organization မှာလှုပ်ချင်တာလဲဆိုလို့ရှိရင်တချို့ကကြတော့သိရမလားဒါပေမဲ့လှုပ်ချင်လို့ဘာလို့သိရမလားသူတို့မှာဖြည့်သေးတာရေးရမရှိဘူးအဲ့လိုထက်ကွာသိလားဒီချက်ကိုfor the butterfly မြင်ဘူးရဲ့ကြားသိဘူးရဲ့တခါမှတော့သိရမလားအဲ့လိုမ join ဘူးဒီတိုင်းပဲအဲ့လိုမျိုး volunteer experience ဆိုနေဖြစ်ချင်လို့လာလောက်တာအဲ့လိုဖြည့်တဲ့လူနဲ့ကွာသိလားနောက်တစ်ခုကကြတော့ဘယ်လိုပြန်ဖြေရလူလဲဆိုတော့ okay volunteer ဖြစ်ချင်လို့ဒီမှာ join နေရလဲဘယ်နဲ့ကြိမ်ရှိပြီဘယ်နှလရှိပြီဒီက program တွေအကုန်လုံးလည်းတေချာသိရဒီကဥမာဆိုလို့ရှိရင်စနေနေ့ဆိုရင်ဘာ session Sunday ဆိုလို့ရှိရင်ဘာ session အဲ့လိုမျိုးတိကျနဲ့တေချာလေမှန်တိုင်းပြောလို့ရှိရင်အဲ့လိုပြောရလူမျိုးပို့ကြိုက်တယ် so you have to put yourself like in that admission officer ရဲ့ role နေရာမှာကိုဝန်ခံစားကြည့်ပေါ့နော်ကိုသာဆိုလို့ရှိရင်ဟောတာကိုထုတ်တဲ့ product ကိုရောင်းတဲ့ product ကိုလူတွေကကြိုက်လို့အမရောင်းတဲ့ product ကိုမှကြိုက်လို့သိရမလားအမကိုပဲယုံကြည်စိတ်ချလို့အမနဲ့ပဲအလုပ်လုပ်ချင်လို့ဆိုပြီးယူမှုလာတဲ့လူတွေဆိုကိုရညင်းရခတ်တယ်ကွာသိလားပြစိတ်ထဲမှာမသိမသာလူရသဘောကြတယ် okay don't deny it you like it okay ဆိုတော့အဲ့လိုမျိုးပေါ့နော်ကြိုက်ကိုစိုးဆိုကိုသဘောကျလို့ကိုရှိကိုလာတာကွာသိလားကိုရှိကိုလာတာကိုရှိယူမှုဖြစ်နေရ So we can use that strategy in that interview section. Okay, so this is how I use my strategies and I win in scholarship. So actually, people try to make it too complex. လူရလေဘယ်လိုပြောရမလဲလွယ်တဲ့အရာလေးကိုအရင်ခက်အောင်လုပ်နေတာ for me like ဒီချက်မှာဒီချက်ကောင်းတဲ့အချက်ကဘာလဲဆိုတော့ဒီချက်ကဒီချက်မှာသူများစိတ်ကိုနည်းနည်းဝင်ကြည့်နိုင်တဲ့စိတ်ရှိတယ်ဝင်ကြည့်နိုင်တဲ့စိတ်ရှိရဆိုတာကဥပမာကွာလူတောက်ကတက်ကိုချင်းစာရဲဆိုတာကပုံမှန် solution အဲ့လိုဖြစ်ပျက်မျိုးကြုံဘူးမှကိုချင်းစာနိုင်တယ်လို့ပြောတယ် 100% ဒီချက်အဲ့လိုမျိုးအဖြစ်ပြက်ကိုကြုံတွေ့နိုင်စရာမလိုဘဲနဲ့ကို maybe like 80ရာခိုင်100လောက်ချက်မပြောဘူးဘာလို့ဆိုတော့တချို့ feeling တွေကမသိနိုင်ဘူးကိုတကယ်မဖြစ်ဘူးလို့ရှင်ဟုတ်ပြီနော်အဲ့ဒါချက်ဝန်ခံတယ် maybe 80ရာခိုင်လောက်တစ်ချက်အဲ့လူရဲ့ position ကိုယ်တိုင်ဖြစ်ဘူးစရာမလိုဘဲနဲ့ဝန်ခံစားပေးလို့ရတယ်
And when I prepare for my scholarship, I just put myself in the place of admission officer ရဲ့ role နေရာကိုဝင်ကြည့်တယ်သူတို့ကဘယ်လိုလူမျိုးကိုသဘောကျတာလဲသူတို့ကဘယ်လိုလူမျိုးကိုလိုချင်တာလဲငါသာ admission officer ဆိုလို့ရှိရင်ရောငါဘယ်လိုចောင်းသူចောင်းသားမျိုးကိုငါလိုချင်တာလဲအဲ့လိုမျိုးပြန်မေးရ like I don't take any section with anyone no one sorry မယူရစားအဲ့လိုမျိုးပေါ့တချို့တော့ကဘယ်လိုပြောရမလဲသူတို့နေရာဝင်ခံစားကြည့်ရပါတော့ okay ငါသာဘယ်လိုပြောမလဲငါသာဒီ university ရဲ့ admission officer ဆိုလို့ရှိရင်ငါကဘယ်လိုចောင်းသားမျိုးကိုရှာနေရလဲငါကဘယ်လိုចောင်းသားမျိုးကိုငါလိုချင်တာလဲကိုတက္ကသိုလ်မှာတက်ချင်တဲ့ယူမှုကတည်တယ်မှာဒီ subject ကိုဘယ်လောက်ထိသူကစိတ်ပါဝင်စားကြောင်းပြနိုင်တဲ့ strong ဘယ်လိုပြောရမလဲ eagerness candidate မျိုးကိုလိုချင်တာပေါ့ဟုတ်တယ်နော်လိုချင်တယ်ပြီးတော့လည်းလုံးဝ special ပြင်ဆင်ထားတယ်ဒီကြောင်းကိုတက်မှလည်းသေကြတယ်အဲ့လိုလူမျိုးကိုလိုချင်တယ်လူတိုင်းလိုချင်တယ်လူတိုင်းသဘောကျတယ်တချဲအဲ့တိုင်းပဲတချဲရဲ့ scholarship interview အကုန်လုံးချက်အဲ့လိုဖြေခဲ့တိုင်းအကုန်ရတယ်ဒါပေမဲ့ this is working for me but I am not sure whether that is like actually working or not but most of my students that I just give the guidance เนาะဒီချက်တော် students တော်များများဒီချက်အဲ့လိုမျိုး guide လုပ်ပေးရယ်သူတို့ interview scholarship interview ဖြေရမယ်ဆိုရှင်မဖြေခင်တချို့ညတွေမှာဆိုလို့ရှင်သူတို့ကိုဘယ်လိုဖြေဘယ်လိုမေးခွန်းမျိုးဆိုလို့ရှင်ဘယ်လိုမလုပ်နဲ့တချို့ dangerous ဖြစ်တဲ့ question တွေရှိတယ်အဲအကြောင်းသူကျောင်းသားတွေရဲ့ problem solving skill ကိုမေးတာ leadership အပိုင်းကိုမေးတာတချို့ question တွေဆိုလို့ရှင်ကိုအားနိုင်ချက်ကိုဘယ်လိုမျိုးတွေဖြေရမှာအဲ့လိုအပိုင်းတွေရှိတယ်အဲ့လိုမျိုးဖြေနိုင်တဲ့ကျောင်းသားတိုင်း fully funded မဟုတ်လို့ရှင်တော့ partial လောက်ကို at least 50လောက်ထိတော့အကုန်လုံးကတော့ရကြတယ်ဆိုလိုချင်တာကဒီ strategy ကအလုပ်ဖြစ်တယ်ပေါ့နော်အဲ့တော့ထူးခြားအရင်ခက်ခဲတွေမလို့ the most important thing is you have to put yourself like in the place of admission officer shoe if so you can exactly understand what kind of candidate that you are looking for အဲ့တော့ဘယ်လို candidate မျိုးကိုရှာနေလဲဆိုတာကိုသူတို့နေရာဝင်ပြီးတော့ခန်းစားကြည့်ငါသားဆိုရင်ရောငါကဘယ်လို candidate မျိုးကိုယူမှာလဲအဲ့တော့တက်လည်းဖြစ်မယ်တက်မှလည်းတေးကြတယ်ဒီ subject ကိုလုံးဝကို passionate ဖြစ်တာလည်းတေးကြတယ် and then တက်ပြီဆိုလို့ရှိရင်လည်းသူက university community မှာတခုခုသိရမလားပြန်ပြီးတော့contribution လုပ်ပေးနေတဲ့အကြောင်းသားဖြစ်တယ်ဒါမျိုးပဲသူတို့လုံးမှာပေါ့တက်လားမသိဘူးသိကြမှမသိသိရမလားရှောက်လို့ရှောက်လိုက်တာဘာမှမသိ program အကြောင်းလည်းသိထားနားမလဲ program နဲ့ပတ်သက်တဲ့ portfolio ကလည်းသိထားမရှိရှောက်နေတဲ့အချိန်ကုန်လည်းမရအောင်တကယ်ပါမရအောင်ပေးလည်းမပေးဘူးဟိုကကြည့်ရတာလည်း energy ကအရန်กว่าတယ်ကွာစူးစမ်းရလူပဲကြိုက်မှာပေါ့ခြေပြောချင်တဲ့သဘောတရားသိတာဆိုတော့ scholarship ကတကယ်တော့ portfolio တစ်ခုတော့ကြည့်ရတာမဟုတ်ရှယ်ကနာပြောသလိုပဲဘာဖြစ်လဲအဓိကတော့အကုန်လုံးနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်ရပါတော့ maybe ကိုက undergraduate ရှောက်တယ်ဆိုလို့ရှိရင်ဒါသူကျောင်းသားရဲ့ရခဲ့တဲ့ဘယ်လိုပြောရမလဲသူရဲ့ GPA သူရဲ့ test result တွေเนาะ test result ပါဆိုသူများအရင်တော့ဒီ teacher တို့2020 2021 2019လောက်က misunderstanding ဖြစ်ခဲ့တယ်သိရမလား IELTS score မြင့်ရဘာမှမဆိုင်ဘူး IELTS နဲ့ဟုတ်ပြီเนาะအဓိကကတော့ holistic view တချက်ပြောသလိုပဲကိုတက်မဲ့ major နဲ့ပတ်သက်တဲ့ subject တွေမှာပို့ပြီးတော့အမှတ်ကောင်းလို့ရှိရင်ပိုကောင်းတော့မှ engineer ဆိုလို့ရှိရင် mathematics အမှတ်ကောင်းအောင်မပြောစရာတော့မလိုဒါမျိုးတွေပေါ့အဲ့ဒါမျိုးပြောတာเนาะပြီးတော့ essay တွေပြီးတော့ leadership အပိုင်းတွေ service တွေ research တွေဒါကတော့ research project proof research culture like ဘာနဲ့ပို့ပြီးသက်ဆိုင်လဲဆိုတော့ post grad ဘိုင်းနဲ့ပို့ပြီးသက်ဆိုင်တယ်ဒါပေမဲ့အခုနောက်ပိုင်း clay တွေကin undergrad တွေပဲမဲ့လေသူတို့ဘာသူတို့တော့ project တွေလုပ်ကြတဲ့အပိုင်းတွေရောရှိရပေါ့နော်ဒါကတော့ကိုယ့်ရဲ့ department ကလိုအပ်တဲ့အပေါ်မူတည်ပြီးတော့သေချာလေးလုပ်ပါဘာလို့ဆိုတော့ဒီ requirements တွေကလေတယောက်နဲ့တယောက်မတူဘူးဥပမာ teacher ကိုတယောက်ကသွား scholarship လိုချင်လို့ဘယ်လိုလုပ်ရမလဲဆိုဘယ်ကနေစပြောလို့ပြောရမှာမသိဘူးဘယ်နိုင်ငံသွားချင်တာလဲ budget ကဘယ်လောက်လဲဘယ် major ကိုတက်မှာလဲဘယ်အောင်စိတ်ဝင်စားတာလဲဘယ်နိုင်ငံ scholarship ကိုလိုချင်တာလဲဘယ် university လဲသိရမလားဘယ်တပတ်ဘယ်လို major မျိုးလဲအများကြီးပဲနောက်မှာ तू ကတော့ကိုယ်မေးလိုက်တာ question တစ်ခုတည်းဒါပေမဲ့ကိုကနောက်မှာသူ့ follow up ပြလို့ချင်တာ question ခု30လောက်ရှိတယ်မသေးကြလို့ဘာလို့ပြန်ဖြေရမှာမသိဘူးအဲ့တော့အရန် general answer sorry general question တွေမမေးနဲ့ပေါ့နော်ဆိုလိုချင်တာဟာ AI တော့မှ general question မေးလိုက်ရင်အရန်ဖြေရခက်တယ် general answer တွေပဲပြန်ပေးရလူတွေလည်းအဲ့လိုပဲเนาะအဲ့လိုပြောချင်တာ okay ပြီးတော့နောက်ခါကျတော့ teacher ကို like skill compound earlier than document ပေါ့နော်အဲ့တော့ English thinking เนาะ communication အရန်အရေးကြီးရယ် communication skill ဘယ်လောက်အရေးကြီးလဲဆိုတော့ပြီး career ဘိုင်းမှာနည်းနည်းပေါင်းပြီးတော့ပြောပြသွားပေးမယ်ပေါ့နော်ပြီး AI literacy AI ကို teacher ကို ethically ဘယ်လိုအသုံးချရမလဲပေါ့နော်ပြီးရင် time management financial literacy increase every application quality ပေါ့နော်အဲ့တော့ခုနချက်ပြောတဲ့ဟာတွေကိုအသေးစိတ်ကိုတက်ချင်တဲ့ major ကိုသွားချင်တဲ့ university မှာအမြဲတမ်းသူတို့ information က website မှာအမြဲတမ်းရှိရယ်teacher လေး
US ကိုရောက်နေတဲ့မြန်မာတွေအတွက်တီးတန့်ပေးတဲ့ US မှာရောက်နေတဲ့မြန်မာ immigrants တွေပေါ့နော် refugee camp ကလူတွေပြီးတော့ဒီ US မှာရောက်နေပြီးဒါမှမဟုတ်လို့ရှိရင် online ကနေပဲဖြစ်ဖြစ်အဲ့လိုလာချင်တာရှိရအဲ့ scholarship နဲ့မှရှင်မိသွားလို့အဲ့ scholarship က president ကိုတစ်ချက်သွားဖိတ်ဖူးတယ် webinar လုပ်ပေးဖို့ but he denied it ညင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူတချို့ပြန်ပြောတာက scholarship နဲ့ပတ်သက်တဲ့ information တွေအကုန်လုံးအားတဲ့ website မှာအကုန်ရှိခဲ့တဲ့ I don't know why people stay need me, to share those information that which already described like on website. He mentioned like that. ဒီလား website မှာအကုန်ပြောပြပြီးသား information တွေကိုဘာလို့ငါ့ကို webinar မှာလာ share ခိုင်းမဲ့သူနားမလဲဘူးတဲ့သူမလုပ်ပေးနိုင်ဘူးတဲ့ဒါတွေအကုန်လုံးကသိရမလားကိုယ့်ကိုဖတ်ချင်ရနေတဲ့ဟာကိုသူ့အဓိပ္ပာယ်လည်းမရှိဘူးပေါ့နော်သူအဲ့အမျိုးသူဟိုအဲ့အမျိုးသူလက်မခံဘူးပေါ့နော်တကယ်လဲဒီတိုင်းလုပ်တယ်လက်မခံဘူးအဲ့တော့ဆိုလိုချင်တာက teacher တို့မြန်မာပြည်တခုပဲအကျင့်ပါအကျင့်ပါနေရအောင်အဲ့တော့မပြောချင်ဘူးနော်အကျင့်ပါနေရအဲ့တော့ဆိုလိုချင်တာကလေ University website is the most comprehensive information guideline for you guys. Okay. မတီချေပြောတဲ့ information ပြောလဲတီချေပြောတဲ့ information နဲ့နောက်နှစ်ရေးရမှာပြောတဲ့ information နဲ့ပြောင်းသွားနိုင်တယ်တီချေက source ပဲပေးလိုက်တာကွာတိလား just trying to search by yourself trying to confirm it ကွာမသေးကြရင်တီချေနဲ့ထပ်ပြီး confirm ပြန်လို့ရတယ်တီချေဆိုတီချေ students တွေကိုအဲ့လိုပဲပြောတာကြည့် university ဘာမှတာကြည့်တော့ပြောဘလို့ရှိရင်မကြည့်ခါကြလို့ရှိရင်ចောင်းသားကြတော့ဘလို့သေချာရှားမယ်ဆိုတော့မသိဘူးခါကြလို့ရှိရင် reliable sources တွေသူတို့အနေနဲ့မသိဘူးသူတို့အနေနဲ့ indecisive ဖြစ်တယ်သူတို့မှာ experience မရှိဘူး mentor လို့ရယ်အဲ့ဒါမျိုးကြလို့ရှိရင်တော့ကိုကဝင်ပြီးတော့ decide လုပ်ပေးရတာပေါ့အဲ့လောက်ပဲကိုလည်း adult ဖြစ်နေပြီလေသိရမလားချေတို့နိုင်ငံခြားရောက်လဲကိုယ့်ကိုနေရမှာကွာအဲ့တော့ငါချေပြောသလိုပဲဟို president ကိုသွားဖိတ်သွားချေပြောခံခဲ့ရလို့သိရမလားသူနားမလဲဘူးလားတချို့တော့ပြောလိုက်သေးတယ်နားမလဲဘူးဆိုရဟုတ်ပြီနော်အဲ့တော့က university website မှာအကုန်ရှိပါတယ်ဒါလေးကိုဒီချက်ထည့်ဖြည့်ဆွတ်ပြီးတော့ပြောချင်ပါတယ်ပေါ့နော် okay အဲ့တော့ဒါဒီချက်ပြောတဲ့အထဲမှာအကုန်ပါပြီးပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်အာမေးတဲ့အခါမှာပေါ့